မော်လမြိုင်မြို့ကတွေအတွက်ကြိုက်တာစားတပွဲ2000နဲ့အခုစားအခုချက်ချင်းတုတ်ပြီးတဲ့မြိုင်သနာလေးတဲ့စီအောက်ကအရန်တန်တဲ့အတုပ်ဆိုင်လေးကိုဒီကခေါ်သွားပြပါမယ်နော်ဒါကကြတော့ဒီအတုပ်စုံမှာလားဘောနော်တပွဲ2000ဆိုတော့ကြတော့ဒီမှာတူဦးတုတ်လည်းရှိတယ်မတူဦးတုတ်လည်းရှိတယ်ဒီကကြတော့အတုပ်စုံမှာလားတဲ့ချင်းငန်ဇက်ပေါ့နော်ဒါကကြတပွဲ2000ပါဒီကြိုက်တဲ့တူဦးပါတယ်တူဦးပါဦးထင်နေတာစားကြည့်မယ်နော်တပွဲ2000ပါတဟင်းကားရောပေးသေးလားနိကြာဟင်းကားလည်းဝယ်ထောင်းလာအော်ကြာဟင်းကားလည်းဝယ်ထောင်းလာရအောင်ဟင်းကားလည်းတော့မရအောင်နော်ဒီအတော်ရဲ့ဆိုင်မှာဆိုပေါ့နော်အတုပ်ဆိုတာတော်စုံရတယ်တူဘူးတော့ငမန်းရီခွန်တော့ဒီလိုမျိုးချက်သားလေးတော့စုံရတယ်ပေါ့နော်တမျိုးလည်းတော့မဟုတ်ကြာစာဟင်းကားလည်းရတယ်ပြီးတော့ရွှင်အေးလည်းရသေးတယ်လို့တော့ပြောရဲပေါ့နော်ဒီတော်ရဲ့ဆိုင်မှာဆိုဈေးကြီးဆုံးကတပွဲ2000ပေါ့နော်ကျန်တာကတော့2000အောက်မှာပဲရှိပါတယ်ရှင်တော့ဆိုရဒီအတုပ်ဆိုတာတပွဲ2000ပဲကြောက်ပွင့်လည်းပါတယ်ပြီးမလားဘူးအနီလည်းပါတယ်တင်မော်ဒီတူဘူးဒီဘူးတွေ့ရတာတော့ပေါ့နော်ပေါ်ပြီးအစုံမတော်တော်စုံတယ်ဟိုကလည်းပါတယ်ငပြောဘူးလည်းပါတယ်အဲ့ဒါတော့ကောင်းတော့ကောင်းဒီမှာလေကြာဆိုင်ငါလည်းရှိတယ်ကြာဆိုင်ငါတပွဲ1500ကြာဆိုင်ငါအထိုးလားပြင်သက်လားဟုတ်အကြည့်ရပါရှင့်ထောင်ပါရှင့်တပွဲ2000ပါရမ်းစားကောင်းဘယ်လောက်လဲညီ3000ဟုတ်3000ဒီမှာအချွေလည်းရတယ်ဟိုမှာလည်းရတယ်ဒါတဘာဝ fresh juice